မိတောင်ပန်နဲ့လူငယ်ဟိုးရှိရှိတုန်းကတောင်တန်းကြီးတွေရဲ့အကြားမှာနေမင်းသားလို့လူသိများတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ဘူးတယ်။သူ့မှာထူးခြားတဲ့ပါရမီတစ်ခုရှိတယ်။အဲ့ဒါကတော့သူ့ရဲ့ကြောပြင်မှာအမြဲတမ်းတောက်လောင်နေတဲ့မိတောင်ပန်ကြီးတစ်စုံရှိနေတာပါနေမင်းသားဟာသူ့ရဲ့မိတောင်ပန်တွေကိုတိတ်ကုန်ယူတာပေါ့။သူပြန်တန်းလိုက်ရင်ကောင်းကင်ရံတစ်ခုလုံးလင်းထိန်သွားပြီးအားလုံးကသူ့ကိုငေးကြည့်ရတယ်။ဒါပေမဲ့သူဟာသူ့ရဲ့အစွမ်းကိုအပြုသဘောထက်လူတွေကိုခြောက်လန့်ဖို့နဲ့ပစ္စည်းတွေကိုလောင်ကျွမ်းစေဖို့ပဲတုံးလာခဲ့တယ်။စပားခင်းတွေပေါ်ပြန်တန်းပြီးအပင်တွေကိုညှိုးနှွမ်းစေတယ်။သူ့ကိုမလေးစားဘူးထင်ရင်အတောင်ပံကမီးနဲ့ချင်းချောက်တယ်တခြားသူတွေရဲ့အခက်အခဲကိုဂရုမစိုက်ပဲသူ့ကိုယ်သူသားအတော်ဆုံးလို့သတ်မှတ်ထားတဲ့ဒီနေ့မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတယ်။နေမင်းသားရဲ့စိတ်ဓာတ်တွေပိုပြီးမာနာကြီးလာလေသူ့ရဲ့မီးအတောင်ပံတွေကပိုပြီးမှိန်ဖြော့လာလေဖြစ်လာတယ်။နောက်ဆုံးမှာတော့အတောင်ပံတွေကမီးမထွက်တော့ပဲမီးခိုးတွေပဲထွက်လာပြီးသူဟာကောင်းကင်ပေါ်ပြန်တက်လို့မရတော့ဘူးသူဟာတာမန်လူတယောက်လိုပဲမြေပြင်ပေါ်မှာလမ်းလျှောက်နေရပြီးအေးစိမ့်တဲ့ညတွေမှာသူ့ကိုယ်သူတောင်နှွေးအောင်မလုပ်နိုင်တော့ပါဘူး။ဆောင်းတွင်းတညမှာရွာထဲကအဖိုးအိုတယောက်ဟာအလွန်ချမ်းအေးပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတာကိုနေမင်းသားတွေ့ခဲ့ရတယ်။အရင်ကဆိုရင်နေမင်းသားဟာဂယုစိုက်မှာမဟုတ်ပေမဲ့အခုသူကိုယ်တိုင်ဒုက္ခရောက်နေတဲ့အချိန်မှာသူတစ်ပါးကိုတနာစိတ်ဝင်လာခဲ့တယ်။သူဟာအဖိုးအိုရဲ့လက်ကိုနှွေးထွေးအောင်စုပ်ကင်ပေးလိုက်ပြီးအဖိုးမစိုးရိမ်ပါနဲ့ကျွန်တော်တက်နိုင်တဲ့လောက်ကူညီပါမယ်လို့စိတ်ရင်းနဲ့ပြောလိုက်တဲ့ခဏမှာပဲသူ့ရဲ့အတောင်ပံတွေစီကနေနှွေးထွေးတဲ့အလင်းရောင်လေးတွေပြန်ထွက်လာတယ်။နေမင်းသားဟာထိုနေ့ကစပြီးသူ့ရဲ့မီးတောင်ပံတွေကိုသူတစ်ပါးကိုကူညီဖို့ပဲတုံးတော့တယ်။မှောင်နေတဲ့လမ်းကိုအလင်းပြတယ်ချမ်းနေတဲ့သူတွေကိုအနှွေးတက်ပေးတယ်ချက်ပြုတ်ဖို့မီးမရှိတဲ့အိမ်တွေကိုမီးကူပေးတဲ့သူ့ရဲ့စိတ်ထားဖြူစင်လာတာနဲ့အမျှမီးတောင်ပံတွေဟာအရင်ကထက်ပိုပြီးလှပလာကရွှေရောင်တောင်နဲ့မီးရံတွေဖြစ်ပြောင်းလဲသွားပါတော့တယ်။စွမ်းအားဆိုတာတပားသူကိုနှိပ်စက်ဖို့မဟုတ်ပဲတပားသူရဲ့ဘဝကိုအလင်းရောင်ပေးဖို့အတွက်သာဖြစ်ပါတယ်။မိမိမှာရှိတဲ့အရေးချင်းကိုစေတနာနဲ့ပေါင်းစပ်လိုက်မှသာတကယ်တန်ဖိုးရှိတဲ့စွမ်းအားဖြစ်လာမှာပါ။